စပင်နည်းနည်းပဲဖြူတယ်ဆိုလို့ရှိရင်လည်းစိုးရိမ်စရာမလိုတော့စပင်ဖြူအတွက်လုံးဝစိုးရိမ်စရာမလိုတော့ all black ကြီးတော့ပြန်မရအောင်ဒါပေမဲ့အမဲများလာတယ်ဆိုတော့လက်ခံတဲ့သူတိုင်းကအမရဲ့ဒီလိုမျိုးဘူးကြီးတွေဝယ်ကြတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုအမထိုင်းလက်ကားကိုအမဘူးကြီးပို့တော့မှာဖြစ်ပါတယ်ပေါ်စီစဉ်နေတာဖြစ်ပါတယ်အဲ့တော့ထိုင်းလက်ကားစီမှာဒီလိုဘူးသေးပဲရှိတာအခုတော့သူ့စီမှာဘူးကြီးရပါပြီဆိုတဲ့အကြောင်းအမကပြောပြပေးတာအဲ့ဒီထိုင်းလက်ကားမှတ်အေးရလေသူတအားနဲ့ဒီပစ္စည်းလေးကိုတောင်းပြီးတဲ့ခါကျတော့ဂျူချောင်းဖြစ်ခဲ့တဲ့ပုံစံလေးကသူသုံးနေရရင်တော့ကျေနပ်နေတာသူ့စပင်လေးဆိုလို့ရှိရင်အဖြူတွေမမြင်ရတော့သူ့စပင်လေးဆိုလို့ရှိရင်လေအဖြူအမဲတွေတော်တော်များလာပြီးတော့ healthy ဖြစ်သွားတယ်ပြီးတော့တော်တော်ထူသွားတယ်သူလည်းမမစီလိုပဲစပင်ခဏညက်တယ်အဲ့တော့ပြီးတော့လေသူတို့ထိုင်းမှာသူနေတဲ့နေရာမှာပေါ့နော်စပင်တအားကျွတ်တယ်အဲ့တော့ရေချောင်းပေါ့နော်အဲ့ခါကျတော့စပင်ကျွတ်တဲ့ဓာတ်ကနေသူလွတ်သွားတယ်မမစီရဲ့3မျိုးတက်ဆက်ကလေးကဒါတော့အစိအမုတ်ထည့်ရဆိုလို့ရှိရင်4မျိုးတက်ဆက်ပေါ့အဲ့မမအေးကမမစီနဲ့တူတယ်4မျိုးလုံးသုံးတာမမစီတအားကြီးထူတာတော့ပေါ့တအားကြီးဖြူလာတော့မှဒီ4မျိုးသုံးတာဒီလိုမျိုးအမဲတွေအများကြီးပေါက်လာတယ်ဆိုတော့လေအဲ့တော့ all black ပြန်မရဘူးအမဲများလာမယ်လက်ခံတဲ့သူတိုင်းကအမပစ္စည်းကိုတော်တော်လေးကိုသုံးကြတယ်သဘောကျကြတယ်ပေါ့နော်အဲကြောင့်မလို့ဘူးကြီးမှာကြတာဖြစ်တဲ့အတွက်ဘူးကြီးသူ့စီကိုအမကပို့ပေးရမှာဖြစ်ပါတယ်အဲ့တော့သူဒီသူသုံးနေရရင်ကျင့်တတ်နေတာအဲ့တော့သူ့ရဲ့အကောင့် mention ခေါ်ထားပေးမယ်အဲ့တော့ထိုင်းလက်ကာနာမှာဘူးကြီးရောက်ပြီเนาะရောက်ပါပြီခေါ်ထားပါအများပဲမမစီထုတ်နေတာဖြစ်ပါတယ်မမအေးအတွက်လက်ဆောင်ထပ်ထားပေးတဲ့ surprise ပဲအဲ့လိုလေးပါ okay ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်ထိုင်းလက်ကာစီမှာလည်းဘူးကြီးရပြီဆိုတဲ့အကြောင်းကိုအမကတင်ပေးတာဖြစ်ပါတယ် okay